နားလေလားခိုးလာတဲ့ငွေဝိုက်လာတဲ့ငွေလီးလာတဲ့ငွေဖြတ်လာတဲ့ငွေဟောက်စား၆စားလှီးစားဖြတ်စားဝိုက်စားလိန်စားခိုးစားဒါအကျဉ်းနဲ့ကြီးကျဉ်းနဲ့နေမှာတော့ခင်ဗျားတို့သိက္ခာမဲ့တဲ့တိုင်းပြည်ဖြစ်သွားတယ်ရှင်းလားရှင်းပါဗျာဘဝကိုတိဆောက်တဲ့နေရာမှာသီလမပါရင်အဓိပ္ပာယ်ကျဉ်းနဲ့သလားကျဉ်းပါဗျာအားလုံးနားလဲတယ်နော်အမွေခံခြင်းရင်အမွေခံအခုအမြဲတမ်းလုပ်နေကြတာပဲသာသနာအမွေခံအဲ့တော့သာသနာအမွေကဘယ်နှမျိုးတော့ဘာတွေလဲသီလအမွေသမာဓိအမွေပညာနားလည်တယ်နော်သီလအမွေဆိုတာခုနကျင့်ဝတ်သိက္ခာသမာဓိဆိုတာဘလောက်ငတ်ဘလောက်ဆင်းရဲဘလောက်အောက်တန်းကြကိုကျင့်သိက္ခာကိုအပြတ်မခံတာအိမ်မှာစားစရာမရှိလို့ငတ်နေပေမဲ့ချက်ချင်းအမေမယူဘူးဦးဇင်းကသိကျင်တတ်ခဲ့တာအမေကိုကြည့်ပြီးပြုံးနေတယ်ယူလိုက်ပါအမေမသမအာဇီဝနဲ့ဘာတစ်ခုမှမလုပ်ဘူးဒီနေ့ကစပြီးအမေယုံလိုက်သေတဲ့အထိဆေးတုပ်ကျွေးတယ်တရက်80ရပယံလုပ်တယ်အကုန်လုပ်ဘူးတယ်သုံးမင်္ဂလာငွေရမယ်သမအာဇီဝနဲ့ရမယ်ဆိုအကုန်လုပ်တယ်အဲ့ဒီထဲမှာဆေးတုပ်တော့ဆေးဆရာကစခိုင်းတဲ့အိမ်မှာဦးဇင်းကခန္ဓာကိုယ်ကျမ်းမာတန်ဆွမ်းတဲ့လူဆိုတော့အလုပ်ကိုမြန်လုပ်နိုင်တယ်များလုပ်နိုင်များလုပ်တော့နောက်ကဆေးဆရာဟဲ့အောင်ဖြည်းဖြည်းတုပ်တယ်ဘာဖြစ်လို့ဒါနေစားတယ်ဟာနေစားဆိုတော့ဘာတော့ဖြည်းဖြည်းလို့မလုံနိုင်ဘူးလို့မလုံတတ်ဘူးလို့ကိုခွန်အားရှိသလောက်လုံမယ်တနေ့စာသူထိုက်တန်သလောက်ပေးလိမ့်အဲ့ဒါနဲ့မဖြစ်ဘူးဆိုကျုပ်ကိုနေရာရွှေ့ပြစ်ပုတ်ပြအဲ့ဒီကြတော့လာတယ်မြန်လုံတဲ့ကြီးချွတ်နေတယ်မပြောင်းသေးဘူးဒီမှာဆရာရတယ်တုတ်လိုက်တော့ဟာတုတ်ရင်ဆေးပြန်ကွာမှာပေါ့ရေနံကြီးတွေတုတ်ရေနံကြီးတွေချစ်ရတာအောက်ကရေနံကြီးတွေချစ်ပြီးတော့မှပတ်တိဖာဆေးတုတ်တော့ရေနံကြီးတွေမှန်နဲ့ချစ်ထုတ်မပြောင်းသေးဘူးတုတ်တော့တဲ့မတုတ်ဘူးလို့တော့ပါလားပုတ်ပြန်မို့လို့လဲပုံမလုံနိုင်ဘူးနော်အလွဲသုံးစားမလုံနိုင်ဘူးနေစားမို့လို့လဲရှော့မလုံနိုင်ဘူးကိုတရက်စာလုံနိုင်တဲ့ခွန်အားတိုင်းလုပ်ပေးမယ်အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်ပတ်စံညာမယူရှင်းလားရှင်းပါဗျာသိက္ခာနဲ့ဘဝကိုတိဆောက်လို့ဒီပလင်ပေါ်ဒီနေ့ခင်ဗျားတို့ရှေ့မှာကျုပ်မထိုင်နေတာနားလည်မလားနားလည်ပါဗျာသဘောပေါက်ဘူးလားပေါက်ပါဗျာအားလုံးဒီတိုင်းပြည်ဘာလို့ပျက်စီးသွားတယ်လဲဆိုတာအဖြေရတာပဲအလွဲသုံးစားရတဲ့ငွေကိုမျက်နှိုးနေကြသေးသေးဘယ်သောအခါမှအထက်တန်းသမာဓိဆိုတာဒါပဲမွဲခြင်းတလောက်မွဲငတ်ခြင်းတလောက်ငတ်သိက္ခာအပြည့်မခံဘူးသိက္ခာမဲ့တဲ့ဘဝလောက်အောက်တန်းကြတာမရှိဘူးကျင့်ရသလားသီလသမာဓိပညာဘယ်လိုအလုံးမျိုးဟာကိုယ့်အတွက်တန်ဖိုးရှိတာလဲခုဒီနေ့အလူပေးတော့မယ်အလူကြီးပေးတယ်အလူလုပ်တယ်ဆိုတာကုသိုလ်လိုခြင်းလို့လားအကုသိုလ်လိုခြင်းလို့ကဲပြီးပါပြီပြန်ကြတော့ငါလည်းပြန်တော့မယ်မိပြီဒါပဲမင်းတို့စင်ပြေတာလုပ်တော့ရှင်းလားကုသိုလ်ဆိုတာဘာလဲလောဘဒေါသမောဟမပါတဲ့အလုပ်ဟာကုသိုလ်အကုသိုလ်ဆိုတာလောဘဒေါသမောဟပါတဲ့အလုပ်ကကျင့်ရသလားအဲ့လောက်သိရင်မင်းတို့လုပ်လို့ရပြီလေကိုယ့်ကိုအဆင်ပြေသလိုလုပ်ကြတယ်ရှင်းတယ်နော်ရှင်းပါဗျာအဲ့ဒီအခြေခံကိုမလိုက်နိုင်ရင်ဘယ်တော့မှကုသိုလ်မရဘူးလှုပ်ချင်တဲ့လောက်လို့ငွေကုန်တိုင်းကုသိုလ်ရတယ်မထင်ပါနဲ့ကျင့်ရသလားငွေတွေအများကြီးကုန်တိုင်းကုသိုလ်အများကြီးရမယ်လို့ပြောလို့မရပါဘူးကုသိုလ်ဖြစ်တဲ့အလုပ်ကိုလုပ်မှဒါကြောင့်တကယ်သာသနာအမွေခံရမယ်နီလန်းကပရိယပရိပါပရိဝေဒပရိယတ္တိဆိုတာတိဘာသိရမှာမြတ်စွာဘုရားရဲ့အဆုံးအမကိုသိအောင်နှစ်โอเค3ကျင့်တဲ့အတိုင်းဆောင်ထား
တရားဆောင်မှအောင်နိုင်မယ်မှတ်ထားပြောအဲ့တော့တို့ဖျားရှင်ကိုတော်မြတ်ကြီးလက်ထက်မှာအမြင့်ဆုံးပန်းတိုင်ရသွားတဲ့ယဟန္တာရှင်မြတ်ကြီးတွေကမြတ်စွာဘုရားကိုလာပူဇော်တဲ့အချိန်မှာခိနာဇာတိနောင်တဖန်ဇာတိရခြင်းကုန်ခဲ့ပြီတဲ့ဒါကရဇတ်ရလတ်ကိုပြောတာသူလှုပ်ခဲ့ပြီးတဲ့တရားကိုပူဇော်တဲ့ခါကျတော့ဝုတိတံဗြဟ္မစရိယမြတ်သောအကျင့်လမ်းဆုံးရောက်ခဲ့ပါပြီဖျားတဲ့ဗါတဲ့သူမှာအဓိသီလအဓိစိတ်ဓာတ်အဓိပညာခိုင်မြဲသွားပြီလို့တကွန်စိုက်ပြီးမြတ်စွာဘုရားကိုပူဇော်တာကတံကရဏီယနောင်တဖန်ဒီသီလသမာဓိပညာအတွက်ပြုပွဲကိစ္စမရှိတော့ဒါအောင်ပွဲခံသွားတာအဲ့ဒါနင်တို့ကမသိတော့ပန်းတိုင်ရပါလဲနိဗ္ဗာန်ပန်းတိုင်ရပါလဲနိဗ္ဗာန်တကယ်ပန်းတိုင်ကသီလသမာဓိပညာခိုင်မြဲရေးရှင်းလားရှင်းပါဗျာအားလုံးသဘောပေါက်ပြီနော်ဟုတ်ပါဗျာဒါဖြစ်ရင်နော်အမွေမရတဲ့အမွေကံလောက်ကြမလားအမွေရတဲ့အမွေကံလောက်ကြမလားကဲအဲ့ဒီအခြေခံလေးကိုသဘောထားပြီးတော့ဦးဇင်းကနော်ဒီနေ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးနဲ့ရှင်သာရိပုတ္တရာတို့ရဲ့အမေးဖြေလုပ်ခဲ့ကြတဲ့တရားလေးတစ်ပုဒ်နဲ့သာသနာအမွေခံနိုင်မှုကျေးဇူးဆက်သွားမယ်နော်သာမာတော့ပိဋကတော်မှာအင်္ဂုတ္တရနိကေတတ္တကနိဗ္ဗအင်္ဂုတ္ထိုပါဠိတော်ကြီးကမဟာဝက်မှာရှိတယ်သက်ကိစ္စသုံးတဲ့ဗါတယ်လေသက်ကိစ္စသုံးပါဗျာအယုအသေးပြုခြင်းပြောအဲဒီနေ့အယုအသေးပြုအပ်တဲ့တရားတွေကိုနော်ဦးဇင်းကဒီနေ့တော်ကောင်းတို့အတွက်ဓမ္မလက်ဆောင်ပေးမယ်အဲ့တော့အားလုံးအလူတကအလူမကြီးနဲ့ဒီနေ့တရားလာနာတဲ့ပုဂ္ဂိုလ်အားလုံးအခုနာရမယ့်တရားသည်ဘာတရားလဲအယုအသေးပြုအပ်သောတရားပြန်ပြောမှတ်တော့ဒီနေ့တရားကောင်းစဉ်ပါလဲဒီလိုလေးမှတ်သွားသက်ကိစ္စသုံးတဲ့ပါဠိလိုကြတော့တို့အဲ့ဒါတို့ဗမာစကားမဟုတ်တော့မှတ်မိမှာမဟုတ်ဘူးအဲ့တော့မြန်မာလိုပဲမှတ်လိုက်ပါလဲအယုသေးပြုအပ်သောတရားအရှင်သာရိပုတ္တရာရှင်မြတ်ကြီးကတပါးတဲ့ကိန်းအောင်ပြီးတော့နေတဲ့အချိန်မှာသူစဉ်းစားမိတယ်တဲ့လောကမှာတဲ့စိတ်ငြိမ်ရာမှာချင်းကပ်ပြီးတော့အဘယ်အရာကိုအယုအသေးအလေးအမြတ်အမိပြုပြီးတော့နေရရင်ကုသိုလ်ပွားမလဲဟုတ်ပလားဘာကိုအယုအသေးပြုအလေးမြတ်ပြုဗါတဲ့အမိပြုကုသိုလ်မပွားနဲ့ဘူးခဲတော့ကောင်းကောင်းမမှတ်မိဘူးဆိုတာသိတယ်နော်အဘယ်အရာကိုအယုအသေးအလေးအမြတ်အမိအခိုးဟုတ်လားဘယ်နှချက်တော့ပြန်ပြောအမိအခိုးနော်ပြုရရင်ကုသိုလ်တိုးပွားမလဲတဲ့တို့ဖျားသာသနာမှာပညာအရာဤတဲ့ရှင်သာရိပုတ္တရာစဉ်းစားတာကဲတို့တွေတော့ဒီလိုစဉ်းစားတဲ့မစဉ်းစားတဲ့စဉ်းစားဘူးလားအေးသိရေးကြီးတယ်မစဉ်းစားဘူးသိရင်စဉ်းစားပါနော်တို့ဘဝမှာကုသိုလ်တွေလိုအပ်မလိုအပ်လိုအပ်တယ်ခုနကဩဝါဒပါတိမောက်မှာပြောသွားတယ်တပ္ပပပတ္တအကရဏမကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကုသလတ္တဥပတံပရာကောင်းမှုကုသိုလ်ကိုပြည့်စုံအောင်လုပ်ရမယ်ကောင်းမှုကုသိုလ်ကိုပြည့်စုံအောင်ပါဗျာအဲ့တော့တို့တွေကုသိုလ်တွေလိုအပ်မလိုအပ်ဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ကောင်းမှုကုသိုလ်ဘယ်တော့ပြည့်မလဲဘယ်အချိန်ပြည့်မလဲကောင်းမှုပြုကုသိုလ်ရဲ့အဆုံးပန်းတိုင်ရှိမရှိရှိတယ်ဘာတော့မဖြေရတော့နော်ခုနစကားကိုမပြောထားရင်ဖြေကြမှာနေလို့နိဗ္ဗာန်မှာဖရာမဖြေဘူးလားဖြေတယ်ကုသိုလ်ရဲ့အဆုံးပန်းတိုင်ခုခမရတို့နော်ခုနကအဓိသီလအဓိစိတ်ဓာတ်အဓိပညာ
ခိုင်မြဲသွားဖို့ဆိုရင်အရဟတမေအရဟတဖို့မရှိဘူးလားရှိပါဗျာအားလုံးကြားဘူးလေနော်ကြားပါဗျာအရဟတမေဆိုတာလဲကုသိုလ်ပဲအရဟတဖို့ဆိုတာလဲကုသိုလ်ပဲအဲ့ဒီအရဟတမေအရဟတဖို့ကုသိုလ်ရရင်ကျုပ်တို့အတွက်ကုသိုလ်ပြည့်သွားပြီနောက်ထပ်လှုပ်เสียအဲ့ဒါကြောင့်ကတံကရဏီယံတဲ့နောင်တဖန်ပြုเสียကိစ္စမရှိတော့ပါဖေဟာအလုံးစုံပြည့်စုံသွားပြီလို့ပြောတယ်ရှင်းလားရှင်းပါဗျာအဲ့တော့ကုသိုလ်ဘယ်တော့ပြည့်မလဲအရဟတမေအရဟတဖို့ရရင်ပြန်ပြောသားအားလုံးမှတ်မိပြီနော်အဲ့တော့နောက်ကိုရောင်ရမ်းပြီးပြောเสียအကြောင်းမရှိဘူးကုသိုလ်ဆိုတာပြည့်နိုင်မပြည့်နိုင်ဘယ်ချိန်ပြည့်မလဲအရဟတမေအရဟတဖို့ကျင့်သလားအခုနေတော့အခုရေးထားတာဘုရားတကာကြီးကျောင်းတကာကြီးယဟန်တကာကြီးသိန်တကာကြီးကံတကာကြီးပေါ်လေနောက်ထပ်လူထားသမျှအကုန်ရေးကွာဖိတ်စားတဲ့ပိဋကသုံးပုံကုန်သွားရောကြိုက်သလောက်လူထားမဲ့ကုသိုလ်ဖို့ကုသိုလ်မှမရသေးရင်အဲ့ကုသိုလ်စိတ်ချရလားအဲ့ဒီကုသိုလ်ကိုပိုင်သလားကြိုက်သလောက်မင်းတို့အကုန်ခံပြီးလူနော်အဲ့ဒီလူထားတဲ့ကုသိုလ်ငါဒီချိန်လိုအပ်နေလို့အကျိုးပေးသမ်းပါလို့ပြောဟမ်အခုဒီအလူကြီးပေးပြီးသွားပြီနောက်ရတော့အလူကြီးပေးပြီးသွားတော့အလုတ်ကန်ရနည်းနည်းအဆင်မပြေလို့အကျွေးတင်နေလို့ငါလူထားတဲ့ကုသိုလ်ရထီပေါက်စမ်းမှာကွာရမလားမရပါဘူးသဘောပေါက်လားကုသိုလ်ကကိုလိုချင်တိုင်းရလားမရပါဘူးအကျိုးပေးဆိုတဲ့အချိန်တိုင်းရမလားမရဘူးတကယ်ကိုပိုင်ကိုဆိုင်ရနိုင်တာမဲ့ကုသိုလ်ဖို့ကုသိုလ်မဲ့ဖို့ရပြီးသွားရင်ဘယ်တော့မှကိုယ်တဏ္ဍာကဆုံးရှုံးပျက်စီးခြင်းမရှိတော့မှတ်ထားအဲ့တော့မပိုင်နိုင်တဲ့အလုပ်ကိုလုပ်မလားပိုင်နိုင်တဲ့အလုပ်ကိုလုပ်လှုပ်ချင်ဘယ်ကုသိုလ်ရအောင်ယူရမဲကုသိုလ်ဖို့ကုသိုလ်အစဉ်၄ဆင့်ရှိတယ်သောတာပတ္တိမဲကုသိုလ်သောတာပတ္တိဖို့ကုသိုလ်သဂရဂามိမဲကုသိုလ်သဂရဂามိဖို့ကုသိုလ်အနာဂามိမဲကုသိုလ်အရဂามိဖို့ကုသိုလ်အရဟတမဲကုသိုလ်အရဟတဖို့ကုသိုလ်ရှင်းလားရှင်းပါဗျာကောင်းပြီအခုရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကဘာလိုချင်တာလဲကုသိုလ်လိုချင်တာဟုတ်ပြီနော်သို့တော့ तू ကယဟန္တာဗျယဟန္တာဆိုကုသိုလ်လိုသေးလားမလိုတော့ဒါဖြင့် तू ကဘု து အတွက်စဉ်းစားတာရှင်သာရိပုတ္တရာကစဉ်းစားတယ်အလုံးနားထောင်စမ်းငါတဲ့ဘယ်အရာကိုအလေးမြတ်အယိုသေးပြုအလေးမြတ်ပြုမိခိုပြီးနေရရင်ကုသိုလ်ပွားမလဲတဲ့ဟုတ်ပြီနော်သူ့အတွက်ကုသိုလ်လိုသေးလားဒါဖြင့်ဘယ်သူအတွက်စဉ်းစားတာအခုဒီတရားကိုနားတော့မှဘယ်သူတွေတို့ခင်ဗျားတို့နားမှာဒါဖြင့်ဘယ်သူအတွက်စဉ်းစားခဲ့တာအဲ့ဒါမှဆန်တရားနာတတ်အောင်သင်ပေးနေတာရှင်သာရိပုတ္တရာစဉ်းစားတယ်ဘယ်လိုလုပ်ရင်ကုသိုလ်တိုးမလဲတဲ့ဘယ်သူအတွက်တော့သူ့အတွက်မှဘယ်လိုတော့ပဲဗျရှင်းလားမလိုတဲ့လူကြီးကစဉ်းစားပေးနေတယ်ဆိုတာဘယ်သူအတွက်စဉ်းစားခဲ့တာအခုရှင်သာရိပုတ္တရာစဉ်းစားတဲ့ချက်ကိုဘယ်သူနားမှာတော့ကျင့်သလားကောင်းပြီဒါဖြင့်ဒီတရားသည်ဘယ်သူအတွက်တရားတော့ကောင်းပြီအဲ့တော့မှရှင်သာရိပုတ္တရာကစဉ်းစားလိုက်တဲ့အခါကျတော့ကုသိုလ်ပွားနိုင်တဲ့အရာဆိုတော့တစ်မြတ်စွာဘုရားကိုအယိုသေးပြုပြီးနေမယ်တဲ့အလေးအမြတ်ပြုပြီးနေမယ်တဲ့မိခိုပြီးနေမယ်ဒါဆိုရင်ကုသိုလ်ပွားနိုင်မပွားနိုင်ဟောမြတ်စွာဘုရားကိုဘယ်လိုအယိုသေးပြုနေမလဲအယိုသေးပြုတဲ့အလေးအမြတ်ပြုတဲ့မိခိုးတဲ့ဘယ်လိုအယိုသေးပြုမလဲမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေပွားနေလို့မရဘူးလားမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေအာယုံပြုနေလို့မရဘူးလားဒါအယိုသေးပြုတာနော်မြတ်စွာဘုရားကိုဆွမ်းကပ်မယ်ရေချမ်းကပ်မယ်နော်တောက်တော်ရေကပ်မယ်ပန်းကပ်မယ်ဗုဒ္ဓဝေယဝဆပြုပြီးတော့အယိုသေးပြုလို့မရဘူးလားဒါအယိုသေးနောက်အလေးအမြတ်ပါတယ်အလေးအမြတ်ဆိုတာမြတ်စွာဘုရားကို
ဥထိတ်ထားပြီးတော့ဘယ်အလုတ်လုတ်လို့မြတ်စွာဘုရားနဲ့တိုင်တယ်ပြီးလုတ်တယ်မြတ်စွာဘုရားကိုအာယုံပြုတ်ပြီးလုတ်တယ်ရှင်းလားရှင်းပါဗျာမိခိုးတယ်ကိုလုတ်သမျှအလုတ်တိုင်းကိုမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ကြိုက်အောင်လုတ်တယ်မြတ်စွာဘုရားအဆုံးအမကိုအလေးနဲ့ထားပြီးတော့ညီညွတ်အောင်ကြိုးစားတယ်အဲ့ဒါအမိခိုးပြုတယ်ရှင်းလားအဲ့တော့အဲ့ဒီတိုင်းသာနေရင်ကုသိုလ်ပွားမလားအကုသိုလ်ပွားမလားကုသိုလ်ပွားပါဗျာအဲ့တော့တစ်ဖះကိုအလေးမြတ်ပြုမယ်နှစ်အားလုံးသိပါတယ်ဖះပြီးရင်ပါလေတရားဆက်ပြောမယ်ကွာတရားပြီးရင်ဖះရဲ့တရားရဲ့သံဃာရဲ့ဒါအလေးမြတ်ပြုသိမပြုသိအယုသေးပြုသိမပြုသိမြတ်စွာဘုရားကိုယူသေးတယ်တရားကိုယူသေးတယ်တရားကိုယူသေးတယ်ဆိုတာကိုနေ့စဉ်လှုပ်သမျှကာယကံဝစီကံမနောကံကံ၃ပါးကိုလှုပ်တိုင်းတရားနဲ့လျော်အောင်လှုပ်မယ်ဆိုရင်ဒါတရားကိုအယူသေးပြုတဲ့ပုဂ္ဂိုလ်ရှင်းတယ်နော်ကောင်းပြီတန်ခါဒီနေ့သူတော်ကောင်းတို့တွေမြတ်စွာဘုရားပြိဋိဘံစံသွားတာဘယ်လောက်ကြာပြီနှစ်ပေါင်း2563နှစ်ဘယ်လောက်ရှိပြီလဲမြတ်စွာဘုရားအဆုံးအမတွေကွဲပလားမကွဲပါဘူးဗျာဘယ်သူကြောင့်တန်ဃာတော်တွေနော်ခေတ်ဆက်မြတ်စွာဘုရားအဆုံးအမတရားတော်တွေကိုတည်ဖို့လာတဲ့အတွက်ဒါဆိုရင်တန်ဃာတော်တို့ရဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ညီတဲ့အဆုံးအမတွေကိုလိုက်နာသင့်မလိုက်နာသင့်ဒါဖြင့်တန်ဃာကိုတန်ဖိုးထားသင့်မထားသင့်တန်ဃာကိုအယုအသေးပြုအလေးအမြတ်ပြုမိခိုပြီးတော့နေရင်ဗာရမယ်ကိုယ်ဆိုရမယ်နောက်တစ်ခါအကျင့်သိက္ခာကိုတဲ့ဗါတဲ့သိက္ခာဆိုတာအခုသူတော်ကောင်းတို့ကျင့်သုံးအပ်တဲ့သီလသိက္